ကလေးကိုပထမနံပါတ်1အနေနဲ့1 2 3 4ကိုကလေးကိုသင်ပြီးသွားပြီအဲ့တော့1ကိုတိုက်ခိုက်နေတဲ့ကြိုးကစားပြမယ်နော်အဲ့ဒါလေးကိုလိုက်ကြည့်ပါသို့တော့1 2 3 4ဆိုတာလေးကျွမ်းကျင်အောင်တော့လုပ်တာနော်အဲ့ဒါလေးကျွမ်းကျင်မှာကိုတွဲလုံးနဲ့တွဲကစားလို့ရတယ်နော်အဲ့တော့အခုနံပါတ်1ဒါနံပါတ်1ကျစ်ဆိုတာနဲ့အဲ့လက်လေးဒီလိုသွားတာနဲ့ကြီးကောင်တိုက်နေရတီတိုက်တီတိုက်တီတိုက်တိုက်တီတိုက်တီတိုက်အဲ့တော့1 2 1 2 1 2 1 2 1 2 1 2 1 2 1 2ဒါလီလိုတွဲနိုင်ရမယ်အဲ့တော့ဖြည်းဖြည်းချင်းရတာ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 နော်အဲ့ဒါကိုဖတ်တော့တော့1 2 1 2 1 2 1 2အဲ့ဒါကိုမှခုနကတော့ဟိုးရှိမှကစားခဲ့တဲ့ဘိုင်းအစုပ်တဲ့အတူဘိုင်းကစား1 2 1 2 1 2 1 2 1 2 1 2 1 2 1 2ဒါခြေကခုနကတော့1 2 3 4 1 2 3 4ကို1မဲ့ပြပြီးတော့မှာပြိုင်းနောက်ပြန်ထိုင်1 2တက်တယ်1 2နောက်မှာလည်းဒီကရှင်းနေတာမယ်ရှင်းနေတာမယ်ဒါလေးလည်းကိုโอเคဒီချက်လိုက်ခြင်းညတော့အစီချင်းတင်ပြီးတော့မယ်ကလေးတို့ယူပါကြโอเคကလေးတို့အခု1 2 3 4ကစားပြီးကျွမ်းကျင်သွားပြီဆို1 2 1 2ဆိုအဲ့ဒါကိုပြပြီးအခု1 2 2တွေ့လုံးလေးနဲ့လေ့ကျင့်ပါကျင့်ပုံကျင့်ပြီးပြမယ်ဒါဒီဒါ1ဒါကိုအခုဒီမှာ2 2 2 ဒါလေးကိုပယ်ထူတယ်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 ဒါကတော့1 2 1 2 3 4ဒါကိုတစ်စစ်ချင်းပြနော်1ကပထမရက်ကပြမယ်ထိုးလိုက်အခု2ဒီမှာဒါကိုအခုလုပ်ကြည့်1 2 1 2 ထိုးတယ်1 2ထိုးတယ်အဲ့တော့ပယ်ကစားမယ်ဒါ2ဒါဒီ1 2 2လက်ပြောင်း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 ဒီမှာထောက်ပယ်တာနဲ့ပြောင်းနေဖတ်ထောက်ဒါဖတ်ထောက်ဒါလေးကိုလေ့ကျင့်မှာများမှဒီလက်ပြောင်းသွားတာလေပြောင်းသွားတာမှပြောင်းသွားတာလေအဲ့ဒါလေးကိုကျွမ်းကျင်မယ်အဲ့တော့ဒီနေ့3 4အခုဒီနေ့နှစ်ကိုတိုက်တာနှစ်ကိုတိုက်တာဟိုကလေ့ကျင့်မှာလေ့ကျင့်တာများမှဒီလက်လေးတွေကျွမ်းကျင်တာလက်ပယ်လိုက်တာနဲ့လက်တီးပြောင်းနေရပယ်လိုက်တာနဲ့ပြောင်းနေရပယ်လိုက်တာနဲ့ပြောင်းနေရလေ့ကျင့်မှုများအောင်လုပ်ကြပါ
တက်ပါလိမ့်မယ်အဲ့ဒါကိုရှေ့ရက်မှာပြလာတဲ့အတိုင်းဂျိုင်းအပြောင်းလေးတွေနဲ့ပယ်တယ်ထောက်ဆိုတယ်ပယ်တယ်ထောက်ပယ်တယ်ထောက်ရန်ကြီးနဲ့တွေ့ကြတာရှေ့မှာတကယ်လိုက်ကျင့်နေမယ်ဆိုရင်ဒါကိုသဘောပေါက်လိမ့်မယ်ချက်လန်းတော့မရနိုင်တော့ကလေးဒီချလုပ်ကြပါတူโอเคပါဒီချက်လိုက်